ကျွန်တော်မင်းညိုပါခင်ဗျာကျွန်တော်ဒီနေ့ပြပြမယ့်ခေါင်းစဉ်လေးကတော့ခေတ်3ခေတ်သတင်းတော့ဘဝဆိုတဲ့ခေါင်းစဉ်နဲ့ episode 1ကိုပြောပြတော့မှာဖြစ်ပါတယ်အဲ့ episode 1ရဲ့ခေါင်းစဉ်ကတော့ပြည်သူအစိုးရလက်ထက်မှာခိုးဆောက်ခဲ့တဲ့လီငွင်းဆိုပြီးတော့ခေါင်းစဉ်ပေးထားပါတယ်ပေါ့နော်ကျွန်တော်ရဲ့ pocket ပင်မခေါင်းစဉ်ကိုကလေးက Beyond the Bars and Land တန်တိုင်းတွေနဲ့ကင်မရာရဲ့နောက်ွယ်ကဘဝဒါမှမဟုတ်တန်တိုင်းတွေနဲ့ကင်မရာအလွန်ဆိုတဲ့ခေါင်းစဉ်အရရှေ့က episode တွေမှာထောင်အကြောင်းတွေတော်တော်များကိုကျွန်တော်ပြောခဲ့ပြီးပါပြီအခုရသစုံတော့ကင်မရာတွေရဲ့အလွန်ကင်မရာတွေရဲ့တစ်ဖက်တစ်ချက်ဆိုတဲ့ sense ကိုကျွန်တော်တစ်ဖက်ပြန်လှည့်သွားဖို့ရွေးချယ်လိုက်တာပေါ့နော်အဲ့တော့အခုကင်မရာကင်တဲ့ဘဝအခြေအနေလေးတွေကိုကျွန်တော်ဒီ episode မှာပြောမယ်ပေါ့နော်နောက်လဲဒါနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင်တော့နောက်ဘက်ကိုဒီကင်မရာကင်ခဲ့တဲ့ဘဝအခြေအနေလေးတွေထူးထူးခြားခြားဖြစ်ခဲ့တဲ့ကြုံခဲ့တဲ့အခြေအနေလေးတွေကိုကျွန်တော်ပြောပြသွားဖို့စီစဉ်မှပဲပေါ့နော်ဒီကောင်းစဉ်ကိုရွေးလိုက်တယ်ဆိုတာကလည်းအခုကျွန်တော်တို့ရခိုင်ရဲ့ AR တိုင်းဘက်ချမ်းရဲ့မကွေးတိုင်းရဲ့ပဲခူးတိုင်းတွေကိုအဓိကနေ့စဉ်တိုက်လေရင်နဲ့ဘုံကျဲနေတဲ့စစ်ကောင်စီရဲ့တိုက်လေရင်တွေကပြည်မြို့မှာသူတို့ခိုးပြီးတော့စောက်ထားတဲ့လေငွေကနေတိုက်လေရင်တွေကအတက်အဆင်းလုပ်နေတာပေါ့နော်အဲ့တိုက်လေရင်တွေတက်ဖို့အတွက်ကိုဒီစစ်အုပ်စုက NLD ဆိုကလက်ထက်ကအစိုးရမသိအောင်လို့တပ်မ66နဲ့မလန်မကန်းနေရမှာဒေသခံတောင်သူတွေရဲ့ဓမ္မဥချမြေတွေစိုက်ပျိုးမြေတွေပုံစံခုနှစ်ထွက်ပြီးသားမြေတွေကိုအတင်းအာရမသိမ့်ပြီးတော့ခိုးဆောက်ခဲ့တာပေါ့နော်နောက်မှလူမိသွားတော့မှပဲခူးတိုင်းဆိုကလွှတ်တော်မှာတင်ပြီးတော့တပ်မ66ကတင်ပြီးတော့မှဒါကိုရှောက်တာပေါ့နော်မမှန်အဲ့လေခွင်းပါကအဲ့နားမှာရှိတဲ့ဒေသခံတွေရဲ့စိုက်ပျိုးမြေတွေဖြစ်တယ်ပေါ့နော်အဲ့စိုက်ပျိုးမြေတွေကိုအာရမသိမ့်ပြီးတော့စောက်ခဲ့တဲ့လေခွင်းပေါ့ဗျာအခုတော့ဒါကပြည်သူတွေကိုတတ်ဖို့အတွက်အဓိကကြတဲ့နေရာတစ်ခုဖြစ်နေတာပေါ့နော်ဒါကြောင့်ကျွန်တော်ကဒီ episode မှာအဲ့လေခွင်းကိုသူတို့ဘယ်အချိန်တော့ဘယ်လိုပုံစံနဲ့စောက်ခဲ့တယ်လဲဆိုတာကိုကျွန်တော်အခုပြောပြဖို့စဉ်းစားပြီးတာပေါ့နော်အမှန်တော့ရခိုင်ဘက်ကိုအတွက်ကို defense လုပ်ဖို့အတွက်ကိုသူတို့ကငကိုရဲကအကြံစိုးနဲ့ပေါ့နော်ခီးတူတူနဲ့သွားလို့ရအောင်ဆိုပြီးတော့ဒီ NLD ဆိုကလက်ထက်မှာအဲ့တိုင်းဒေသကြီးဆိုရဖွဲ့မသိအောင်ပြည်တော်သူအစိုးရဖွဲ့မသိအောင်လို့ခိုးလုပ်တာကိုကျွန်တော်တို့သတင်းတောက်တွေကစသိခဲ့ရတယ်လို့ပြောရမှာပေါ့နော်အဲ့လိုမသိခင်ကတည်းကလည်းမဟာလာအကြံရှိနေတာဘာလဲဆိုတော့ NLD ဆိုကလက်ထက်မှာအဲ့ရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြိုးမင်းသိန်းကကာချုပ်ဆိုတာအစိုးရဝန်ထမ်းညွှန်ချုပ်အဆင့်ပဲရှိတယ်လို့ပြောလိုက်ကြတဲ့မခံမရနိုင်ဖြစ်ပြီးတော့တော်တော်ပောက်ကွဲခဲ့တာဒီမဟာလာပေါ့နော်အဲ့ခရဲကသူကကြိုတင်ကြံစီမှုတွေစလုပ်တယ်လို့စပြီးပြင်ဆင်တယ်လို့ကျွန်တော်ကတော့ယူဆတယ်ပေါ့နော်ပြီးတော့နောက်တော့ကျွန်တော်တို့ဒေသဘက်ကိုသူစပြီးခြေလန်းကျဲလာတယ်ပေါ့ကျွန်တော်တို့ဒေသဆိုတာအဲ့ပြည်ဘက်ပေါ့ဗျာပြည်ဘက်ကိုခြေလန်းစကျဲလာတယ်ဆိုပေမဲ့သူ့သားနာမည်အောင်ပြည့်စုံနာမည်နဲ့ပြည်ဒေသဘက်မှာစပြီးစီးပွားရေးတွေစလာလုပ်တော့တာပေါ့နော်အဲ့ဒီမှာပို့ပြီးရုပ်ပြက်စင်မြက်ဖြစ်ပြီးပြူပြဲပြီးတော့လူသိများလာတာကအဲ့ပြည်မျိုးကစက်မှုကွက်တစ်ထဲမှာစံဆက်အကြီးတစ်လုံးလာဆောက်တယ်ပေါ့နော်အဲ့စံဆက်ကြီးကဒီပဲခူးတိုင်းထဲမှာအကြီးဆုံးစံဆက်လို့တော့ပြောလို့ရတယ်ပေါ့နော်ပဲခူးတိုင်းနေမဟုတ်ပါဘူးကျွန်တော်ကတော့ပဲခူးတိုင်းအတွင်းပဲသွားလာနေလို့ပဲခူးတိုင်းထဲမှာအကြီးဆုံးဆိုပေမဲ့ခြားတိုင်းနဲ့ပြည်နယ်တွေနဲ့ရှင်းတော့အဲ့စံဆက်ကအကြီးဆုံးစင်ထဲမှာပါလောက်တယ်ပေါ့နော်အဲ့တော့အဲ့စံဆက်ဆောက်ဖို့အတွက်ကိုမြေနေရလဲအဲ့စက်မှုစုံထဲမှာဒီစစ်တပ်ကပေးစာကမ်းစာစားနေတဲ့တက်သေးကိုအမြဲတမ်းထာဝရစံနဲ့ပဲသွင်းခွင့်ရထားတဲ့ခရိုနီတယောက်ကသူ့အတွက်ကိုမြေရှာပေးရတာအဲ့တော့မြေရှာပေးရတော့လေဘယ်တော့မှဘယ်သူမှပေးနိုင်တဲ့ဈေးမျိုးပေါ့ဗျာသိတယ်မလားရောင်းမဲ့လူကလည်းဒီမလာသားအောင်ပြည့်စုံကဝယ်မယ်ဆိုတာကိုသိတဲ့အတွက်ကိုတင်ရိုက်တာပေါ့နော်မဟာရရတွေတင်ရိုက်အဲ့ဒါကိုလည်းအောင်ပြည့်စုံအတွက်မြေရှာပေးမဲ့ခရိုနီကသူကလည်းဂျာပွဲကရနာမည်လည်းရဆိုတော့အဲ့မပေါက်တဲ့ဈေးကြီးကိုခေါ်တာကိုချက်ချင်းပေးဝယ်သွားတယ်အဲ့တော့ဗျာဖြစ်ချင်တော့ပတ်ဝန်းကျင်မှာတော့ပွားစီဖြစ်တာပေါ့နော်ဒီနေရာဒီဒေသကအဲ့လိုဈေးမျိုးမတန်တဆဈေးမျိုးတွေပေးလိုက်တဲ့အတွက်ကိုဈေးကွက်ပြတ်သွားတယ်ပေါ့နော်ဈေးကွက်ပြတ်သွားတော့နောက်ပိုင်းကိုအဲ့ပတ်ဝန်းကျင်တွေမှာမြေဝယ်အရင်တော့ပေါက်ဈေးအတိုင်းဘယ်လို့မှဝယ်လို့မရတော့ဘူးပေါ့နော်အဲ့တော့အောင်ပြည့်စုံကအဲ့လိုမျိုးပေါ့နော်ဘာမှဒေသအခြေအနေငကန်းတစ်လုံးမှမသိဘဲနဲ့ပေါက်ဈေးမသိဘဲနဲ့ပြောတဲ့ဈေးအတိုင်းကိုတန့်ပေးပြီးတော့ဝယ်သွားနိုင်တယ်ပေါ့နော်ဒီကတော့ဂျားပွဲစားတွေနဲ့
ခုနသူ့မြေနေရာရှာပေးတဲ့ခရိုနီကတော့ဂျာပွားတာပေါ့ဗျာအဲ့တော့အဲ့မှာအဲ့အဆောက်အကြီးပေါ်လာတယ်ပေါ့နော်အဲ့စက်မှုကွက်တစ်ထဲမှာဒါပြီးတော့အဲ့ရွှေတောင်ကနေပြေဘက်ကိုအထွက်မှာလေအေက80ကျော်လောက်ဝယ်တယ်လေအေက80ကျော်ဆိုတာနည်းနည်းတော့လေမှမဟုတ်တာပါဗျာသိရမလားအေကတမျိုးတစ်ခေါ်ကြီးပေါ့ဗျာတအေကဆိုတာတော့နဲတာမှမဟုတ်တာအဲ့အေက80ကျော်ကိုတစ်ဆက်ထဲကိုသူဝယ်ပစ်တာတောင်းတဲ့ဈေးတန်းပေးပြီးဝယ်ပစ်တာပေါ့နော်အဲ့ဒါလဲဂျာပွဲစားတွေကတင်ရိုက်တာပေါ့ရေရိုက်တော့တစ်ခါမှမရဘူးတဲ့ဈေးနှုန်းနေနဲ့ရကုန်တာပေါ့နော်ဘလောက်တောင်ငွေပေါ်ပြီးဘလောက်တောင်ငွေဖြုံးတယ်ဆိုတော့အဲ့မှာအရန်သိတာတယ်ပေါ့နော်အဲ့တော့အဲ့နာမှာလဲလေရောင်းအယောင်းဝယ်ဈေးကွက်ပြက်သွားတယ်ပေါ့ဗျာသဘောကတော့ပြည်ကနေရွှေတောင်ဘက်အထွက်မှာပေါ့နော်သူလက်ရှိအဲ့မှာလဲ2နေရာသုံးလိုက်တာလဲသိန်းတောင်းကနန်းလောက်ဖြစ်နေပြီပေါ့နော်အဲ့ဒါရက်ပိုင်းတွင်မှာပဲအယောင်းဝယ်ဖြစ်နေတာပေါ့နော်ကျွန်တော်တို့အဲ့သတင်းတွေတစားစကြားလာကြတဲ့လိုက်နေတာပေါ့နော်လိုက်အဲ့နောက်ပိုင်းဘာဖြစ်လဲဆိုတော့ဒီမြို့လေကောင်မှလည်းအဲ့လိုမြေခွက်ကြီးတစ်ခုသိန်းတောင်းချီပြီးပေးဝယ်တယ်ပြီးတော့နောက်တစ်ခုကပြည်မြို့အဲ့9000ဈေးအနီးနားမှာအဲ့လိုပဲပထမတော့ဟိုတယ်စောက်ထားတယ်ဟိုတယ်အဆောက်အဦးနဲ့မြေခွက်တစ်ခုရှိတယ်ပေါ့အဲ့ဒါသူရောင်းနေတာကြာပြီပေါ့နော်သူပြောတဲ့ဈေးထုံးနဲ့ဝယ်မဲ့သူမရှိတာနဲ့ပေါက်ဈေးမဟုတ်တာနဲ့အဲ့ဟာကမရောင်းရတဲ့အခြေအနေမှာအောင်ပြေဆုံးကတိသွားပြီးတော့အဲ့ဒါကိုလည်းပြောတဲ့ဈေးတိုင်းကိုဝယ်သွားတယ်ပေါ့နော်အဲ့တော့အောင်ပြေဆုံးကဒီရက်ပိုင်းတွင်မှာဒီပြည်ဒေသထဲမှာသိန်းကိုသိန်းနဲ့ချီပြီးတော့အယောင်းဝယ်တွေလုပ်တာဒါတော့ကျွန်တော်တို့သိတဲ့အဆင့်ပဲရှိတော့ပေါ့နော်တခြားဘာတွေရှိအောင်လဲတော့မသိဘူးပေါ့နော်အဲ့လိုမျိုးတွေမဟာရရတွေဝယ်တာပေါ့နော်အဲ့ဒါ NLD ဆိုကလက်ထက်မှာပေါ့နော်အဲ့တော့စုံစမ်းရတာပေါ့နော်လိုက်မေးရတာပေါ့နော်မေးရတော့အဆင်မပြေဘူးပေါ့ဗျာသိလားဘာလို့လဲဆိုတော့ဒီကာချုပ်ရဲ့သားဖြစ်နေတဲ့အတွက်ကိုဘလို့မှလိုက်လို့မရဘူးပေါ့နော်ကိုရီးယားတွေးရတော့ပေါ့နော်ဒီမင်းအောင်လှိုင်တို့အုပ်စုကမိဘဘိုးဘွားတွေကချမ်းသာခဲ့တာလားပေါ့နော်အမွေတွေများအများကြီးရထားတာလားပေါ့နော်ဒါမှမဟုတ်သူ့အဖေကာချုပ်ရဲ့အရှိန်အဝါနဲ့အောက်လန်းကနေပဲငွေတွေရနေတာပေါ့နော်အဲ့ဒါကိုကျွန်တော်ကသတင်းတော့အမြင်နဲ့ကျွန်တော်တို့ဖော်ထုတ်ချင်တာပေါ့နော်သူ့အဖေကာချုပ်ရဲ့အရှိန်အဝါနဲ့မဟုတ်ရင်တော့သူ့အဖေပဲလက်စားလားအဲ့လောက်ငွေတွေသူတို့ဘယ်ရလဲဆိုတာအရန်သိချင်တာပေါ့နော်ရိုးသားရထားတာတော့မဟုတ်တော့ဘူးပေါ့နော်ပြည်သူဘန္နာတွေခိုးလာပေါ့နော်ဒါမှမဟုတ်သူ့ဖေလက်စားလာပေါ့နော်တခုပဲဆိုပြီးအဲ့ကလေးကကျွန်တော်တို့စုံသန်းတာပေါ့လားနဲ့ချီပြီးစုံသန်းတာဘလို့မှစုံသန်းလို့မရဘူးပေါ့နော်နောက်တော့အတွေးတစ်ခုရတယ်ပေါ့နော်အဲ့ဒါတော့ဒါတွေဝယ်တယ်ဆိုလို့ရှိရင်သူတရားဝင်တော့ဝယ်မှဖြစ်မှာပါနော်ဒါဆိုရင်သူအခွန်ဆောင်ရမှာအဲ့တော့အခွန်ရုံးကတော့တိမှာပဲပေါ့နော်ဆိုပြီးတော့ကျွန်တော်တို့အခွန်ရုံးကိုသွားကြတာပေါ့သွားတော့အခွန်ရုံးမှာအခွန်ခရိုင်ဦးစီးကစစ်တပ်ကပြောင်းလာတဲ့ဘောင်းမီချွတ်ပေါ့ဗျာဒီလားစစ်တပ်အသွင်ပြောင်းဖြစ်နေတော့စစ်မျိုးဆွင်နဲ့စစ်နွယ်ဆိုတော့သူ့အဘရဲ့အကျိုးစီးပွားကိုကာကွယ်တယ်လို့တော့ပြောရမယ်ထင်ပါတယ်ပေါ့ဗျာဘလို့မှမေးမရဘူးဗျာသိလားမသိဘူးပဲညင်းတယ်တင်းဖလက်ပတ်မေးတော့လည်းမဖြေလို့မရဘူးမသိဘူးအဲ့ဒါနဲ့ပဲပြီးတော့ကျွန်တော်တို့အတင်းယုံနေနေမောင်းထုတ်တယ်ပေါ့နော်သူအလုပ်လုပ်ဆရာရှိသေးတယ်သွားတော့ပါညာပေါ့ဘလို့မှမေးမရဘူးအားနဲ့သူ့အောက်ကတာမယ်အယူယူဝန်ထမ်းတွေကိုလိုက်ပြီးတော့လဲသူတို့ဦးစီးရမှမဖြေတော့တခြားဝန်ထမ်းတွေကလည်းဖြေခွင့်မရှိဘူးပေါ့နော်ဘလို့မှဒီသတင်းကရေးဖို့ကကျွန်တော်တို့ကလမ်းစာစုံနေပြီပေါ့နော်အားနဲ့ပြင်မှာကျွန်တော်တို့ခဏထိုင်နေပေါ့နော်ရုံးပြင်မှာတော့မတတ်နိုင်ဘူးလို့ကပြန်စဉ်းစားပြီးတော့ပြန်ဝင်မယ်ပေါ့နော်မရအဲ့သတင်းကိုသူတို့မဖြေမချင်းမပြန်ဘူးပေါ့နော်ဆိုပြီးတော့ဆန္ဒပြတဲ့ပုံစံမျိုးပေါ့နော်အားနဲ့ခုနခရိုင်ဦးစီးရုံးတွေကိုပြန်ဝင်သွားတယ်ပြန်ဝင်သွားပြီးတော့ကျွန်တော်တို့အဲ့သတင်းကိုသိဖို့လိုတယ်ပေါ့နော်ပြည်သူတွေလည်းသိဖို့လိုတယ်ပေါ့နော်အခုကစစ်တပ်ကအကြီးကကာဝေးဦးစီးချုပ်တယောက်ကသားအခုတလားလောက်အတွင်းမှာသိန်းနဲ့ချီပြီးတော့ဒီမှာအယောင်းဝယ်ကိစ္စတခုတွေပစ္စည်းတွေဝယ်တယ်ပိုင်ဆိုင်မှုတွေဝယ်တယ်အဲ့တော့ကာဝေးဦးစီးချုပ်တယောက်ကလာစာနဲ့တွက်ကြည့်လိုက်လို့ရှင်ဒီငွေတွေကတရားမဝင်လမ်းကြောင်းကရထားသလားဆိုတာပြည်သူတွေကသိချင်တယ်ပြည်သူတွေသိတဲ့တယ်ပေါ့နော်အဲ့အတွက်သတင်းတောက်မှာတာဝန်ရှိတယ်ဒါကြောင့်ကျွန်တော်တို့ကဒီသတင်းကိုသိမှဖြစ်မယ်အဲ့တော့အခုကလည်းခင်ဗျားကတရားဝင်ဥပဒေအတိုင်းကိုပဲဖြည့်ပေးပေါ့နော်ကာဝဲဦးစီးချုပ်ဆိုပေမဲ့သူလည်းခင်ဗျားတို့လိုပဲဝန်ထမ်းတယောက်ကဒီလိုမျိုးငွေကြီးမဟာရယာသုံးစွဲနေတာကသူ့မိဘဘိုးဘွားတွေကနေအမွေရခဲ့တာလားငကိုတွေကချမ်းသာတဲ့မျိုးရိုးပါလားလို့လားဒါတွေကကျွန်တော်တို့ပြည်သူကိုချပြဖို့လိုအပ်တယ်ပြောတော့သူကလည်းသူဖြေခွင့်မရှိဘူးမသိဘူးဒါလေးကြီးပဲသူဖြေနေတော့ကျွန်တော်လည်းခင်ဗျားမဖြေရင်ကျွန်တော်တို့မပြန်ဘူးပေါ့ဗျာရုံးထဲမှာကျွန်တော်တို့ဖြေတဲ့ထိနေမယ်မပြန်ဘူးဆိုပြီးကျွန်တော်တို့ကလည်းအဲ့လိုမျိုးပေးတည်နေတော့
သူကလည်းမင်းတို့ဘယ်လောက်နေနိုင်မလဲနေစမ်းဆိုတဲ့ပုံသဏ္ဍာန်မျိုးနဲ့ကျွန်တော်တို့ပြစ်ထားပြီးတော့သူ့အလုပ်သူဆက်လုပ်တယ်ဂယုမဆိုင်ဘူးပေါ့ဗျာကျွန်တော်တို့လည်းမင်းတို့ကြိုက်တဲ့လောက်နေငါဂယုမဆိုင်ဘူးဆိုတဲ့ပုံစံလုပ်တော့ကျွန်တော်တို့လည်းနောက်တစ်ခုထပ်တွေးရတာပေါ့နော်ဒုက္ခပဲဘာလုပ်ရင်ကောင်းမလဲပေါ့နော်အဲ့လေကိုကစဉ်းစားမိတာပေါ့နော်အခွန်ယုံဆိုတာကပုံမှန်လင်းပြောလို့ရှိရင်ဘယ်သူမှဆိုဒီအခွန်ရှောင်တဲ့လူဒန်းစားတွေရှိတယ်ဟို bribery တွေရှိတယ် under table တွေရှိတယ်လက်ပေးလက်ယူတွေအနည်းနဲ့အများတော့ရှိမှာပဲဆိုတဲ့ဟာကိုသိတဲ့အတွက်ကိုကျွန်တော်တို့ကအဲ့ယုံကအမြဲလူဝင်လူတွက်ကအမြဲရှိတယ်ပေါ့နော်ရှိတဲ့အတွက်ကိုကျွန်တော်သူ့ယုံထဲမှာရှိတဲ့ယုံစပွဲတွေလူဝင်လူတွက်တွေအကုန်လုံးရှောက်ဗီဒီယိုကင်မရာလုံးနဲ့ရှောက်ရိုက်တော့အမှန်တော့ပွင့်လိုက်မယ်ကျွန်တော်တို့ကလည်းအညှိရှာဆိုအဲ့လိုရှောက်ရိုက်တယ်ဘာညာဆိုရင်သူတို့ privacy ကိုချိုးဖောက်တာ哦ချိုးဖောက်တော့အမှန်ရိုက်ခွင့်မရှိဘူးပေါ့နော်ယုံထဲမှာရိုက်ချင်တယ်ဘာညာဆိုလို့ရှိရင်ပုံဝင်လိုက်မယ်သူတို့တရားဝင်ကြိုတင်အကြောင်းကြားရမယ်ခွင့်ပြုမိတ်တောင်းရမယ်သူတို့ကခွင့်ပြုတယ်ဆိုမှရိုက်ခွင့်ရတာ哦ကျွန်တော်တို့ကမတောင်းဒီသူယုံထဲမှာဒီတိုင်းပြစ်ထားတဲ့အချိန်မှာတမင်တကာအညှိရှာတာပေါ့အခုကျွန်တော်တို့ရှောက်ရိုက်နေဒီခရိုင်ဦးစီးကဒေါပွားမယ်ဒေါပွားပြီးတော့ညှိရင်လိန်သုံးဆင့်ပြဿနာရှာမယ်ညှိမယ်အမြင့်ဆုံးဆင့်ကျွန်တော်တို့ရဲခေါ်အပ်မယ်တရားစွဲမယ်ဒါမျိုးတွေလုပ်လို့ရတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကတမင်တကာအညှိရှာတာပေါ့နော်အညှိရှာတဲ့နေရှောက်ရိုက်တော့မှခရိုင်ဦးစီးကထွက်လာပြီးကျွန်တော်တို့ဒေါပွားပြီးတော့အတင်းပေါင်းထုတ်တာပေါ့အခုမင်းတို့ငါအခုဖမ်းလို့ရတယ်ငါအခုရဲကိုခေါ်မယ်ဒါငါယုံဒီယုံမှာငါအကြီးဆုံးဒီယုံမှာငါတာဝန်အရှိဆုံးငါခွင့်ပြည့်မရှိဘဲနဲ့မင်းယုံထဲမှာရိုက်ခွင့်မရှိဘူးမင်းတို့နားမလဲဘူးလားတင်းတော့လုံနေတာကြာပြီတလောက်တော့ privacy ကိုနားမလဲဘူးလားဆိုမှညာပြောတော့ဟုတ်တယ်ကျွန်တော်တို့သိတယ်တမင်တကာခင်ဗျားအခုရဲခေါ်လိုက်ကျွန်တော်တို့အဖမ်းခံမယ်အဲ့တော့ကျွန်တော်တို့အဖမ်းခံရရင်မှဒီပြဿနာပေါ်လာမှာပေါ့နော်အဲ့တော့အဖမ်းခံရရင်ကျွန်တော်တို့ရဲကခေါ်သွားမယ်ခေါ်သွားတဲ့အချိန်မှာသတင်းတောက်တွေအဖမ်းခံရတယ်ဆိုပြီးတော့တခြားသတင်းတောက်တွေကတစ်ခါထပ်လာပြီးတော့သတင်းလာလုပ်လိမ့်မယ်လုပ်ရင်ကျွန်တော်တို့အင်တာဗျူးမေးလိမ့်မယ်ဘာလို့လဲဆိုကျွန်တော်တို့ကပြောမယ်ကာဝဲဦးစီးချုပ်မင်းအောင်လှိုင်ရဲ့သားအောင်ပြည့်စုံကဒီမှာသိန်းတောင်းချီပြီးဝယ်တဲ့ကိစ္စတွေလူဒီနေရာတွေဝယ်ခဲ့တယ်အဲ့ကိစ္စအတွက်ကိုတရားဝင်အခွန်ဆောင်မဆောင်ဤဆိုတာကိုသိချင်လို့အခွန်ဘလောက်ဆောင်လဲနိုင်ငံတော်ကဘလောက်ရသွားလဲဆိုတာကိုသိချင်လို့ပြည်သူတွေသိခွင့်ရှိတဲ့အတွက်ကိုကျွန်တော်တို့ကဒီအခွန်ရုံးမှာလာပြီးတော့အခွန်ဦးစီးကိုမေးတယ်အင်တာဗျူးလုပ်တာကိုမဖြေတဲ့အတွက်ကျွန်တော်တို့ကတခြားအချက်လက်များရမလားဆိုဒီထဲမှာရိုက်မိတယ်ဒါကြောင့်အခုရဲကကျွန်တော်တို့တဘောကတော့ပိုင်နယ်ကျူးလွန်မှုနဲ့ခေါ်မလားအကျိုးဖျက်ဆီးမှုနဲ့ခေါ်မလားဝေတရားနောက်ဆက်မှုနဲ့ခေါ်မလားအဲ့ဒါလည်းကျွန်တော်တို့တရားစွဲထားတယ်ဘာညာပေါ့ကွာအဲ့လိုဖြေမယ်ပေါ့နော်အဲ့လိုဖြေလိုက်လို့ရှိရင်ပထမဇလန်ပေါ်သွားမယ်ကာဝဲဦးစီးချုပ်ကတာများသိန်းတောင်းချီပြီးတော့ပြည်ဒေသမှာမြေနေရာတွေကိုဝယ်တယ်စက်ရုံတွေစောက်တယ်ဆိုတဲ့ဟာတခါထပ်ထွက်သွားမယ်အဲ့တော့အဲ့သတင်းတော့ကျွန်တော်တို့မိတဲ့သတင်းတော့တွေကတခါထပ်ပြီးတော့အခွန်ဦးစီးကိုပြန်မေးမယ်အဲ့တော့ဇလန်တွေကပိုးရှုပ်သွားမယ်အဲ့တော့ तू ကတခါဒုတိယခါမိမဖြေဘူးပါဆိုထက်ညင်းတခါသူတို့ဂွမ်းမယ်ကျွန်တော်တို့ကလည်းအဲ့လိုအညှိရှာတဲ့သဘောပေါ့ဗျာအဲ့တော့အဖမ်းခံရမယ်ဒါပေမဲ့အဲ့ဇလန်ကတော့ပြည်သူတွေသိသွားမယ်ပြည်သူတွေသိသွားရင်ကျွန်တော်တို့ရဲ့စူးစမ်းအားထုတ်မှုဟာအဟောတိကံမဖြစ်ဘူးပေါ့ဗျာအဲ့တော့အဖမ်းခံရလဲတန်တယ်ပေါ့ဗျာငကိုရဲကလည်းကိုရီးယားနိုင်ငံရေးကျင်းသားဘဝကနေထောင်ကလွတ်ပြီးတော့မှတရေတော့ဖြစ်တဲ့အတွက်ကိုနိုင်ငံရေးကျင်းသားတွေလောက်တော့ထောင်ကျမှာမဟုတ်ဘူးပေါ့ဗျာနိုင်ငံရေးကျင်းသားဘဝတော့ကျွန်တော်ထောင်9နှစ်ခွဲလောက်နေခဲ့ရတာ哦ဒီအမှုလောက်ကတော့အလွန်ဆုံးနေရ4-5နှစ်ပေါ့ဗျာပြဿနာမရှိဘူးဂယူးမဆိုင်ဘူးပေါ့ဗျာဆိုပြီးတော့ကျွန်တော်တို့ကလည်းကိုရင်းတာပေါ့ဗျာသိတာရင်းပြီးတော့အဓိကတော့ပြည်သူတွေသတင်းမှန်သိရအောင်လို့နောက်တစ်ခုကဒီခေါ်ဝဲဦးစီးချုပ်တယောက်ကသားရက်ပိုင်းအတွင်းမှာသိန်းကိုသိန်းချီပြီးတော့ဝယ်လိုက်တဲ့ကိစ္စနောက်ပြီးတော့ဒီပြည်ဒေသဘက်မှာဘာလို့စီဝိုင်းလာလောက်တာလဲရန်ကုန်မန္တလေးနေပြီးတော့အများကြီးတကယ်စီဝိုင်းမျိုးတွေရှိရသားနဲ့ဘာလို့ပြည်ဒေသကိုရက်ပိုင်းအတွင်းမှာလာပြီးတော့အခုလိုမျိုးရင်းနှီးမြှုပ်နှံရတာလဲဆိုတာနောက်ပိုင်းကိုတခြားသတင်းတောက်တွေကဆက်လိုက်လို့ရသွားမယ်ပေါ့ဗျာအဓိကတော့ကျွန်တော်တို့ကအဲ့အတွက်ကိုရင်းမယ်ပေါ့ဆိုပြီးတော့လောက်တော့မှနောက်ဆုံးအခွန်ဦးစီးကသူကလည်းအဲ့ဒါကိုသဘောပေါက်တော့ခဏအားဆိုရင်လည်းခင်ဗျားကျွန်တော်အထက်ရရှိကိုဖုံးဆက်ပြီးမေးပေးမယ်ပေါ့ခွင့်တော့မယ်သူကဖြေလိုက်ပါဆိုရင်ကျွန်တော်ဖြေမယ်ခဏစောင့်ဆိုပြီးတော့ကျွန်တော်တို့တခါရုံးခန်းထဲကိုတခါပြန်ခေါ်သွားတယ်ပြန်ခေါ်သွားပြီးရုံးခန်းထဲမှာထိုင်ခိုင်းပြီးတော့သူကဖုန်းဆက်တယ်ပေါ့ဗျာသူဟန်ဖုန်းနဲ့ဆက်တော့ကျွန်တော်နားမှာတော့မဆက်ဘူးပေါ့ဗျာပြင်ထွက်လိုက်ဆက်လိုက်တူအကြာကြီးပြောတယ်ပြောပြီးခဏကြတော့ပြန်ဝင်လာတယ်လက်ထက်မှာစာအုပ်တုံးနဲ့ပြန်ဝင်လာပြီးတော့ကျွန်တော်အခုအထက်ကရရှိကိုမေးပြီးတဲ့ခင်ဗျားတို့ကျွန်တော်မဖြေဘူးဆိုတာကကျွန်တော်ဥပဒေရလောက်တာတဲ့ဆိုပြီးတော့သူကဒီအခွန်ဥပဒေနဲ့ပတ်သက်တဲ့
အချက်တစ်ချက်ကိုပေါ့နော်ပုံမှန်တစ်ခုကျွန်တော်တို့ထုတ်ပြတယ်အဓိကတော့အဲ့စာသူရေးထားတာကျွန်တော်စကားလုံးအတိအကျတော့မမှတ်မိတော့ဘူးပေါ့နော်အဲ့ပြည်သူတယောက်ကအခွန်ဘလောက်ဆောင်ထားတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ private ထားရမယ်ပေါ့နော်တခြားသူတရားကိုပြသခွင့်သိရှိခွင့်မရှိဆိုတဲ့ဥပဒေပေါ့ဗျာအဲ့ဒါကိုလာပြတယ်ပေါ့ကျွန်တော်တို့ကလည်းပြန်တော့ခံတော့ညင်းပါသေးတယ်ညင်းပါသေးမဟုတ်ဘူးဒါပြည်သူတယောက်ကအခွန်ဆောင်ထားတာဆိုပေမဲ့ तू ကမြန်မာနိုင်ငံရဲ့လက်နက်ကင်တပ်ဖွဲ့တွေရဲ့အကြီးအကဲဖြစ်တယ်တက်ချုပ်ကြီးဖြစ်တယ်ပေါ့ဗျာအဲ့တော့ဒီကိစ္စကတော့ပြည်သူတွေသိတဲ့နယ်ခမရအတင်းအားတော့မှဖင်ပိတ်ပြီးမငင်းပါနဲ့မကာကွယ်ပါနဲ့ပြောပါခမရလည်းပြည်သူတယောက်ပဲသိတဲ့နယ်ခမရသိတယ်လို့ပြည်သူတွေလည်းသိခွင့်ရှိတယ်ဒီငွေတွေဘယ်ရရလဲဆိုတာကျွန်တော်တို့ကပြည်သူတွေသိတဲ့နယ်အစိုးရအဖွဲ့သိတဲ့နယ်အခုတော့လုပ်နေတာအစိုးရအဖွဲ့ကိုသိပါမလားကျွန်တော်တို့ဒါဟုတ်ပြည်သူသိအောင်လုပ်ချင်တယ်ဒါကြောင့်ခမရပြောတဲ့ဒီဥပဒေပါကတော့ဟုတ်တယ်ဖြေလို့ရတဲ့ပုံစံနဲ့ကျွန်တော်တို့ကိန်းကနန်းအတိအကျမဟုတ်ရင်တော့ဖြေပေးပါဆိုတာသူက no ပဲပေါ့နော်ဒီမှာကျွန်တော်ဥပဒေပါအတိုင်းပြောတာပေါ့နော်ဆိုတော့သူကလည်းဥပဒေပါအတိုင်းဆိုပြီးစာအုပ်နဲ့ဥပဒေအချက်လက်နဲ့လာပြတော့ကျွန်တော်တို့လည်းနောက်ဆုံးလက်လျှော့ပေးလိုက်ရတာပေါ့ဗျာလက်လျှော့ပေးလိုက်ရတယ်လက်လျှော့ပေးလိုက်ပြီးတော့ဒါဆိုလည်းပြီးရောပေါ့နော်ဖြေကြဝင်မရှိပါဘူးဆိုတဲ့ဟာနဲ့ပဲအဲ့ဒီသတင်းကိုရေးလိုက်ရတော့တာပေါ့နော်တစ်ဖက်အတန်လေးနဲ့ပဲပေါ့နော်အဲ့တော့အဲ့ဒီသတင်းကတိတ်ပြီးတော့ကြွတဲ့သတင်းမဟုတ်ဘူးလူတိတ်အတိနဲသွားတယ်ပေါ့ဗျာကျွန်တော်လည်းစာသတင်းနဲ့ပဲရေးလိုက်ရတော့တာပေါ့သတင်းတူပဲရေးလိုက်ရတယ်ပေါ့နော်အဲ့တော့လူတီလည်းနဲသွားတယ်ပေါ့ဗျာအဲ့ဒါ NLD ဆိုကတက်တန်း3နှစ်လောက်မှဖြစ်နေတဲ့အချိန်ပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့ကရင်ထဲမှာတော့မရှင်းဘူးပေါ့ဗျာသိလားအရန်သိကျင်နေတာဒီကာဝဲဦးစီးချုပ်မင်းအောင်လှိုင်နဲ့သူ့သားကပြည်ဒေသဘက်မှာဘာလို့စီးပွားရေးလာလောက်တာလဲဆိုတာနဲ့ပတ်သက်ပြီးတော့အရန်စိတ်ဝင်စားတာပေါ့နော်အရန်သိကျင်တာပေါ့နော်အဲ့တော့မပြတ်တော့တင်းသားဆွင့်နေတာပေါ့နော်နောက်ပြီးတိတ်မကြပါဘူးအဲ့ပြည်မြို့နယ်ပတ်ဝန်းကျင်မှာလေဝင်းတစ်ခုစောင့်နေတယ်ဆိုပြီးသတင်းတစ်ခုထွက်လာတော့ကျွန်တော်တို့လည်းစုံစမ်းတာပေါ့နော်စုံစမ်းတော့မရတော့လားပြည်မြို့ကလွှတ်တော်ကိုယ်စားလှယ်တွေကိုမေးကြည့်တာပေါ့မေးကြည့်တော့လဲပြည်ကလွှတ်တော်ကိုယ်စားလှယ်၄ယောက်လုံးကဘယ်သူမှမသိဘူးမဖြစ်နိုင်ပါဘူးပေါ့နော်ဘာလို့လဲဆိုတော့ NLD ဆိုကတခြားမြို့နယ်တွေတခြားဒေသတွေမှာတော့မသိဘူးပေါ့နော်ကျွန်တော်တို့ဒေသမှာတော့အကွက်စိနေအောင်သူအလုပ်လုပ်တာကစားတာရက်ကြီးအဆင့်အထိပေါ့နော်အောက်ခြေအဆင့်အထိကိုလှမ်းမိတယ်အရန်လည်းအလုပ်လုပ်တယ်အလုပ်လုပ်တော့အကွက်စိတဲ့အတွက်သူတို့မမြင်ကွယ်ရမှာဘလို့မှမလုပ်နိုင်ဘူးပေါ့နော်သူတို့မသိတာလည်းမဖြစ်နိုင်ဘူးဒါအဲ့တော့ကိုမင်းညိုကြားတဲ့ဒီလေရင်ခွင်းတစ်ခုပြည်ပတ်ဝန်းကျင်မှာတိဆောက်နေတယ်ဆိုတာတော့မဖြစ်နိုင်ဘူးပေါ့နော်တကယ်လုပ်ရင်တော့ဒါဟိုအစိုးရအဖွဲ့ကလုပ်တာမဟုတ်ဘဲနဲ့အစိုးရအဖွဲ့မသိအောင်စစ်တပ်အုပ်စုကလုပ်တာပဲလို့ပဲပြောလို့ရတယ်ပေါ့နော်အဲ့တော့စစ်တပ်နင်းနမိတ်ထဲမှာလှုပ်သလားပေါ့နော်တဘောကဓာကဆဝင်းထဲမှာလှုပ်လားတမ66ဝင်းထဲမှာလှုပ်လားတခြားစစ်တပ်အတိုင်းပဲခလာ14ဝင်းထဲမှာလှုပ်လားပေါ့နော်ဒါလောက်ဒီလိုတော့ရှိကောင်းရှိမယ်ပေါ့နော်ဖြစ်တော့မဖြစ်နိုင်ဘူးပေါ့နော်ဒီကိစ္စကတိုးတိတ်လှုပ်လို့ရတဲ့ကိစ္စမှမဟုတ်တာပေါ့လေရင်ခွင်းတစ်ခုဆိုတာနေတဲ့အခြေအဝမှာမဟုတ်တာမဖြစ်နိုင်ဘူးပေါ့နော်ဆိုပြီးတော့ကျွန်တော်တို့လည်းထပ်မစုံစမ်းတော့ဘူးပေါ့နော်နောက်တော့နည်းနည်းလေးကြာတော့မေ့သွားတယ်ပေါ့နော်နောက်တစ်ခါတလားလောက်ကြာပြီးတော့တစ်ခါထပ်ပြီးတော့သတင်းကထပ်ဝင်လာတယ်အဲ့ဒီငွေကလောက်ဟုတ်တယ်တဲ့လုံနေတာတဲ့ပြည်မြို့နယ်အဆက်နဲ့တဲကုန်းမြို့နယ်အဆက်မှာလုံနေတာဆိုပြီးတော့တစ်ခါသတင်းတွေထွက်လာတော့ကျွန်တော်တို့လိုက်ရတော့တာပေါ့နော်အဲ့တော့ပြောရရင်အဲ့ပြည်မြို့နယ်နဲ့တဲကုန်းမြို့နယ်အဆက်ဆိုတာအဓိကပြောရင်အခုဒီခေတ်တည်းကပြူမျိုးဟောင်းရှိတဲ့နေရာပဲပေါ့ဗျာအဲ့တော့ပြူမျိုးဟောင်းရှိတဲ့နေရာထဲမှာလုတ်သလားပေါ့နော်ပြူမျိုးဟောင်းရှိတဲ့အဲ့နေရာပတ်ဝန်းကျင်မှာကဘသူကြီးဆိုးလဲဆိုပြည်မျိုးကခရိုနီကြီးတယောက်ကမြေအဲ့မှာအများကြီးပိုင်ပြီးတော့ဧကကိုယာနဲ့ထောင်နဲ့ချီပြီးပိုင်ပြီးအဲ့မှာသူကကြံဆိုင်တယ်နောက်တခြားစီးပွားရေးလုပ်ငန်းတွေလည်းလုပ်တယ်အဲ့ခရိုနီကလည်းအရင်အစ်စ်ဆိုးဝါးတွေနဲ့ကလေးပေါင်းပြီးတော့မြေဧကကိုအဲ့ပြည်ဒေသတဲကုန်းဒေသအဲ့ပတ်ဝန်းကျင်မှာဧကပေါင်းနဲ့ချီပြီးတော့ပိုင်ဆိုင်တာသူကလည်းနာမည်ကြီးခုနပြည်မြို့အဲ့တဲကုန်းကအောင်ကုန်းတပိတ်တို့ကျောင်းသားသမဂ္ဂတွေလာပြီးတော့ဆင်းပြီးတော့ကာကွယ်ပြီးတော့တိုက်ခိုက်ခဲ့ရတဲ့အောင်ကုန်းတပိတ်တို့ပါလို့ဆိုလို့ရှိရင်စစ်တပ်ကသိမ်းတာမဟုတ်အဲ့ခရိုနီကသိမ်းထားတာအဲ့လိုနာမည်ကြီးတဲ့ခရိုနီတရားပေါ့ဗျာသူကအဲ့ရှေးဟောင်းနေမြေထဲမှာရှိတဲ့မြေတွေကသူ့လက်ညှိုးထိုးမလွဲလို့ပြောလို့ရတယ်နောက်တစ်ခုကရှေးဟောင်းနေမြေထဲမှာလေငွေလောက်တယ်ဆိုတော့လွတ်တော်ကိုယ်စားလှယ်တွေလည်းပို့ပြီးတော့ခေါင်းတစ်ပန်းကြီးတာပေါ့နော်ကြီးတယ်ဆိုတာကတေးခေတ္တရှေးဟောင်းနေမြေက2013ခုနှစ်မှာကမ္ဘာယူနက်စကိုအဖွဲ့ကြီးကကမ္ဘာရှေးဟောင်းအမွေအနှစ်ဆိုပြီးတော့အတိအမှတ်ပြုထားတဲ့တေးခေတ္တကမြို့ဟောင်းပေါ့နော်အဲ့မြို့ဟောင်းထဲမှာရှီပြီးသားအဆောက်အဦတွေအိမ်တွေကလွဲပြီးထပ်ပြီးတော့အသစ်ဆောက်လို့မရအောင်
ကမ္ဘာရှေးဟောင်းအမွေအနှစ်ဆိုပြီးတော့သတ်မှတ်ကြတဲ့ကောင်းငင်ကနေဓာတ်ပုံတွေရိုက်ပြီးတော့အဲ့အတိုင်းကိုအိမ်တွေအထက်မြင့်ဆက်မဆောက်ပါဘူးအိမ်တွေထက်တိုးချဲ့မဆောက်ပါဘူးရှိပြီးသားတိုင်းပဲထားရမယ်ဆိုပြီးတော့စည်ရင်အတိအကျနဲ့လုပ်ထားတယ်ပြီးတော့အဲ့နာမှာလေရင်ခွင်းတစ်ခုရှိတယ်ငကိုတဲ့ပြည်လေရင်ခွင်းပေါ့ဗျာအရင်တော့အဲ့လေရင်ခွင်းကဘုံနေခွင်းခေတ်တုန်းကအသုံးပြုခဲ့ပြည်လေရင်ခွင်းနောက်ပိုင်းကျတော့အဲ့လေရင်ခွင်းကဘာဖြစ်လဲဆိုတော့လေရင်ခွင်းရဲ့ပြေးလန်းကနေအရှိန်နဲ့တက်သွားလို့ရှိရင်အနောက်ဘက်ကမှာရှိတဲ့စစ်လက်နက်ပစ္စည်းစက်ရုံတွေပေါ့နော်ကမ္ဘာစက်ရုံတွေဘာတွေရဲ့အပေါ်အဲ့လေရင်တွေကရောက်သွားတယ်တော့အဲ့လေရင်ခွင်းကိုအရက်လေရင်အသုံးချခွင့်မပေးတော့တာပေါ့နော်ဘာလို့လဲဆိုတော့ဒီစစ်လက်နက်ပစ္စည်းကပ္ပစစက်ရုံတွေက no fly zone တွေတတ်မှတ်ထားတာ။တတ်မှတ်ထားတဲ့အတွက်ကိုအဲ့ဘောကိုလေရင်ကပြေးလို့မရအောင်။အဲ့တော့ခီးတဲ့လေရင်နေဆင်းမယ်ဆိုလို့ရှိရင်ဒီကပ္ပစတွေပေါ်ကနေအရှိန်ယူပြီးဝဲပြီးဆင်းရတယ်။တက်ရင်လည်းအဲ့မှာအရှိန်နဲ့အဲ့ဘက်ကိုရောက်သွားတဲ့အတွက်ကိုအဲ့လေရင်ခွင်းကိုဘိုးနေဝင်နဲ့သူတို့စစ်တပ်အတိုင်းဝိုင်းသုံးဖို့ပဲတီးတန့်ထားပြီးတော့တခြားအရက်လေရင်နေဆင်းခွင့်မပေးတော့ဘူးပေါ့နော်။မပေးတော့တဲ့အတွက်အဲ့လေရင်ခွင်းကပိတ်သိမ်းထားတာပေါ့။အရေးပေါ် high skill တွေဆင်းတယ်ခုနကတော့စစ်လေရင်တွေပဲဆင်းတယ်အဲ့တော့လုတ်တယ်ပေါ့နော်။လုံနေတာကိုခုနကတော့2013ကမ္ဘာယူနက်စကိုအဖွဲ့ကြီးကတရေခေတ္တရာမြို့ဟောင်းကိုရှေးဟောင်းအမွေအနှစ်ဖြစ်သတ်မှတ်လိုက်တဲ့အချိန်ကလေးကစပြီးတော့အဲ့လေရင်ခွင်းကိုပါအစင်တက်ပေးမလုပ်တော့ဘာလို့အဲ့လေရင်ခွင်းကရှေးဟောင်းနယ်မြေထဲမှာရှိနေတဲ့အတွက်ကိုသူကလေရင်ရဲ့ vibration နဲ့ဒီရှေးဟောင်းပစ္စည်းတွေပျက်စီးတာယိုယွင်းတာတွေဖြစ်မှာဆိုတဲ့အတွက်အဲ့လေရင်ခွင်းကိုလည်းအသုံးချခွင့်ပိတ်ထားတယ်ပိတ်ထားတဲ့အတွက်ကိုသူတို့ကဒီလေရင်ခွင်းတော့ရှေးဟောင်းနယ်မြေထဲပါနေလို့အသုံးချခွင့်မပေးတာဟုတ်အခုသူတို့ဒီစစ်ကျွန်တော်တို့အဲ့ဒီတော့ထင်းနေတာစစ်အဲ့ဒါလေးလို့စစ်တပ်ကပဲလုပ်မယ်ဆိုတော့ထင်းနေတယ်တိနေတယ်ပေါ့နော်အဲ့စစ်တပ်ကဒီရှေးဟောင်းနယ်မြေထဲမှာလေရင်ခွင်းတစ်ခုလက်ရှိတိုင်းဒေသကြီးဆိုရတဲ့ပြည်တော်သူအစိုးရအဖွဲ့မတိဘဲနဲ့ခိုးဆောက်တယ်ဆိုတဲ့ဟာကိုတည်င်းဝင်လာတဲ့အတွက်ကိုကျွန်တော်တို့လိုက်ရတော့တာပေါ့လိုက်တော့လဲပြည်မြို့နယ်ဆက်နဲ့တဲကုန်းမြို့နယ်ဆက်ဆိုတဲ့ဂျားထဲမှာရှိတဲ့မြေနေရာကိုကျွန်တော်တို့လွတ်တော်ကိုယ်စားလှယ်တွေနဲ့ကျွန်တော်တို့ပတ်သက်စုံစမ်းတယ်ဒါပေမဲ့မတွေ့ခဲ့ဘူးပေါ့နော်မတွေ့တော့အဲ့တဲ့င်းကိုထားလိုက်ရတာပေါ့နော်ထားလိုက်ရနောက်တော့လဲနည်းနည်းလေးလာလောက်ကြာပြီးတော့မှအဲ့တဲကုန်းဘက်ကအဲ့တောင်သူတွေကသူတို့လယ်တွေကိုစစ်တပ်ကအာရမသိန်းတယ်ပေါ့နော်သူတို့မှာပုံစံ9တွေရှိတယ်ဓမ္မဥချတွေဖြစ်တယ်တချို့တွေကတော့ပုံစံ9ရဖို့အတွက်ကိုရှောက်ထားဆဲတွေဖြစ်တယ်သူတို့မှာအခွန်ဆောင်ထားတဲ့စလစ်တွေရှိတယ်အဲ့ဒါကိုတက်မ66ကအတင်းအာရမသိန်းတယ်ပေါ့နော်သိန်းတယ်ဆိုပြီးတော့လာပြောတော့ကျွန်တော်တို့ပြည်ဒေသပေါက်ဝန်းကျင်မှာလည်းဒီလေမြေသိန်းတဲ့ကိစ္စတွေကအများကြီးဆိုတော့အဲ့ဒီတင်းကိုအရင်တော့လာမယ်ဟိုနေ့လာမယ်ဒီနေ့လာမယ်နဲ့ကျွန်တော်တို့မသွားပြစ်ဘူးပေါ့ဗျာမသွားပြစ်ဘူးနောက်နည်းနည်းလေးကြာတော့တောင်သူတွေကပြည်ဘက်ကိုလာရင်းနဲ့ထပ်လာပြီးကျွန်တော်တို့တွေ့တယ်ပေါ့တွေ့တော့အဓိကမြေသိန်းခံရတဲ့ကိစ္စတင်မကတော့ဘူးပေါ့နော်အဲ့တော့သူတို့မြေတွေကိုလယ်တွေကိုယာတွေကိုတိမ့်လိုက်တယ်စစ်တပ်မ66ကတိမ့်ပြီးတိမ့်တော့သူတို့မှာလှုပ်ရှားစရာမရှိဘူးပေါ့နော်လှုပ်ရှားစရာမရှိတော့သူတို့ငကိုတွေကသွားလှုပ်တဲ့ဒီတောတွေကလယ်တွေယာတွေကိုသူတို့သွားတဲ့အချိန်မှာစစ်တပ်ကသူတို့ပိုင်ဆိုင်တယ်ဆိုပြီးတော့ပိုင်တဲ့ကျူးလွန်မှုတို့ဘာလို့ ਨੇ ဖမ်းတယ်နောက်ကျွန်တော်တို့အဲ့တောတွေဘက်ကိုသွားတယ်ဆိုတာလဲစိုက်ပျိုးရတော့လှုပ်လို့မရတဲ့အတွက်ကိုကျွန်တော်တို့လယ်တွေယာတွေပတ်ဝန်းကျင်မှာရှိတဲ့တောတွေထဲကနေထင်းခွေရောင်းစားတယ်မှုလေးပါလေးတူးတယ်မြစ်ကလေးပါလေးခုတ်တယ်ပေါ့ဗျာအဲ့တော့အဲ့ဒါမျိုးခုတ်လာပြီဆိုလို့ရှိရင်သူတို့ကချက်ချင်းဖမ်းတယ်ဖမ်းပြီးတော့လူတွေကိုရိုက်တယ်ဖားကွန်ခုန်ခိုင်းတယ်တက်ထဲကိုခေါ်သွားပြီးတော့သူတို့စစ်သားတွေလောက်ရတယ်ဖက်ဒိတ်တွေလောက်ခိုင်းတယ်ပေါ့ဗျာလောက်ခိုင်းတယ်ပြီးတော့ရဲကိုလည်းမအပ်ဘူးပေါ့ဗျာအဲ့တော့ရိုက်တယ်ဒဏ်ပေးတယ်နောက်ကျွန်တော်တို့ယူလာတဲ့ထင်းတို့ဘာတို့အကုန်သိမ်းတယ်ပေါ့ဗျာအဲ့လိုမျိုးတွေလုပ်ပြီးတော့တစ်ခါကနေနှစ်ခါကနေသုံးခါအဖမ်းခံရတဲ့လူတွေကြာတော့ရဲကိုအပ်ပြီးတော့သူတို့ကအဖမ်းခိုင်းတယ်ပေါ့ဗျာအဖမ်းခိုင်းတာအဲ့လိုမျိုးတွေလုပ်လာတဲ့အတွက်ကိုလယ်သမားတွေအရန်ဒုက္ခရောက်တယ်ပေါ့ဗျာလယ်တွေရတယ်လည်းသိမ်းခံရတယ်နောက်အဲ့တောထဲကိုသွားပြီးတော့မှုချိုးမြစ်ချိုးထင်းခွေကိုလည်းဖမ်းတယ်ဆိုတော့တော်တော်ဒုက္ခရောက်နေတယ်ဆိုပြီးတော့လာပြောတာနဲ့ကျွန်တော်တို့လည်းလယ်သမားတွေကိုသနာပြီးတော့အဲ့တဲ့င်းလုပ်ဖို့လိုက်သွားရတာပေါ့နော်လိုက်သွားတော့တဲကုန်းမြို့နယ်ဆိုပေမဲ့အဲ့နေရာကအင်းမမြို့အနာပြည်ရန်ကုန်လမ်းကနေဒီအရှိဘက်ကတောထဲကိုဝင်ရတာမြို့နယ်အရာဆိုတော့တို့တချို့လေတွေကအဲတဲကုန်းထဲမှာတဲကုန်းမြို့နယ်ထဲမှာပါဆိုတချို့လေတွေຢာတွေကရွှေတောင်မြို့နယ်ထဲမှာပါတယ်အဲ့နေရာကရွှေတောင်နဲ့တဲကုန်းဆက်တဲ့နေရာပေါ့ဗျာနေဆက်တဲ့နေရာပေါ့ဗျာအဲ့တော့သိမ်းထားတဲ့နေရာတွေအထိတော့ကျွန်တော်တို့ဝင်လို့မရဘူးဝင်မရတော့အဝေးကနေပဲရုပ်ခတ်တွေရိုက်ပြီးအဲ့လေသမားတွေကိုအဲ့နားမှာအင်တာဗျူးတွေလုပ်ပေါ့နော်အဲ့လုပ်ပြီးတော့သူတို့မှာရှိတဲ့အထောက်ထားတွေလည်းမေးရတော့တချို့တွေကဓမ္မဥချဆိုပေမဲ့အဲ့လိုပိုင်ဆိုင်မှုရဖို့အတွက်ကိုပုံစံ9
ရဖို့အတွက်ကိုလေမြို့နယ်လဲစီကိုတင်ပြီးတော့ခရိုင်လဲစီအဲ့လိုအစဉ်စဉ်တင်ရတယ်ဆိုတဲ့ကိစ္စတွေကိုလေသူတို့လှုပ်ထားတယ်ဒါပေမဲ့သူတို့ဟာတွေကိုအခုချိန်ထိ response မလုပ်ဘူးပေါ့ဗျာတချို့တွေကတော့ပုံစံ9တောင်ရထားပြီးသားပုံစံ9ရထားပြီးသားဟိုတော့သူတို့အသိခံရတာအဲ့လိုဖြစ်နေတာပေါ့နော်အဲ့တော့ကျွန်တော်ကလယ်သမားတွေကိုမေးပြီးတော့တိမ့်လိုက်တဲ့အတွက်စစ်တပ်ကသွားမေးလို့ကမရဘူးကျွန်တော်တို့ kick အဆက်ဆက်ကတော့စစ်တပ်ထဲကိုသွားပြီး interview လုပ်လို့ရတယ်ဆိုတာရှိမှမရှိခဲ့တာဟုတ်အဲ့တော့စစ်တပ်ကသွားမေးလို့လည်းရမှာမဟုတ်ဘူးဝင်လို့လည်းရမှာမဟုတ်ဘူးဆိုတော့သိတဲ့အတွက်ကိုကျွန်တော်တို့က third party အနေနဲ့ကျွန်တော်တို့မေးဖို့ကအဲ့ data ပတ်ဝန်းကျင်မှာသက်ဆိုင်တဲ့မြို့နယ်လဲစီနဲ့လွှတ်တော်ကိုယ်စားလှယ်ပဲရှိတာပေါ့နော်လွှတ်တော်ကိုယ်စားလှယ်ရှိကိုအရင်သွားတာပေါ့ဒီလိုဖြစ်တယ်သွားမေးရတာပေါ့နော်အဲ့တော့မှအဲ့တဲကုန်းမြို့နယ်အဲ့လွှတ်တော်ကိုယ်စားလှယ်ကလည်း तू ကလည်းအဲ့သတင်းကိုကြားထားပြီးသား तू စုံစမ်းနေတာပေါ့နော်အဲ့ဒီကိစ္စတွေကို तू လွှတ်တော်မှာလည်းတရားဝင်မေးပြီး तू အခုဖြည့်ရှင်းခိုင်းမယ်ပေါ့ဗျာအခုလက်ရှိအသိခံရတဲ့လယ်သမားအရေးအတွက်တို့ဒီမြေကွန်ဆောင်ထားတဲ့စလစ်တွေပုံစံခုနှစ်ရှိထားပြီးသားအထောက်အထားတွေသူ့ရှေယူလာပေးဖို့ပေါ့နော် तू အဲ့နေရာတွေကို तू ကကွင်းစင်းစစ်ဆေးခွင့်ရဖို့အတွက်ကို तू လွှတ်တော်မှာမေးမယ်ပေါ့နော်မေးခွန်းမေးပြီးကြိုးစားပေးမယ်ပေါ့နော်အဲ့ဒါပြီးတော့မှ तू ကတစ်ဆင့်နဲ့ဆက်ပြီးတော့ဒီကိစ္စတွေကို तू ရှင်းပေးမယ်ပေါ့နော် तू လွှတ်တော်မှာတင်မယ်ပေါ့နော်လက်တလောကတော့လွှတ်တော်ကိုယ်စားလှယ်ကွင်းစင်းစစ်ဆေးကြည့်လို့ရဖို့ကအဓိကကြတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်စစ်တပ်ကလှုပ်ရှင်တိုင်းတော့လှုပ်လို့မရသေးပဲနဲ့ exception ဖြစ်သွားမယ်ပေါ့နော်အခုနကသက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်ကလွှတ်တော်မှာဒီကိစ္စကိုစစ်ဆေးပေးဖို့ပြန်လဲစစ်ဆေးပေးဖို့နောက် तू ကွင်းစင်းစစ်ဆေးကြည့်ဖို့လွှတ်တော်မှာပထမစာနဲ့အရင်တင်တာပေါ့နော်တင်ထားတဲ့အချိန်မှာအဲ့ဒါကို exception လုပ်တာအချိန်ဆွဲထားအဲ့အချိန်ဆွဲထားတဲ့အချိန်မှာပဲအဲ့စစ်တဲ့အကြီးကဲကအဲ့မြို့နယ်လဲစီနဲ့ခရိုင်လဲစီကိုကြော်ပြီးတော့တိုင်းလဲစီကိုဗတ်ဒိတ်နဲ့သူတို့ဒီနေရာကိုမြေလွတ်မြေရိုင်းရှောက်ထားခွင့်ပုံစံနဲ့တင်နယ်လုံဝင်ကြီးဝိတ်နဲ့ပေါ့ဗျာတင်လိုက်တယ်ပေါ့ဗျာပထမလဲသမားတွေကြီးတဲ့နဲ့ဖြစ်နေတော့ဟာသူတို့ကဂယူးမဆိုင်ဘူးလဲသမားတွေကိုတော့စစ်တပ်ကအနိုင်ကျင့်လို့ရတယ်အခုကပဲခူးတိုင်းလွှတ်တော်မှာလွှတ်တော်ကိုယ်စားလှယ်ကဒီကိစ္စကိုကွင်းစင်းစစ်ဆေးကြည့်ခွင့်တောင်းဆိုနေတဲ့အချိန်ကြာမှပြေးပြီးတော့မြို့နယ်အဆင့်ခရိုင်အဆင့်ကိုတိုင်းအဆင့်ကိုကြော်ပြီးတော့ဘိုးလဲရမယ်စီဗန်ခန့်ခွဲကော်မတီကိုနယ်လုံဝင်ကြီးဝိတ်နဲ့အမြန်တင်တော့လဲအဲ့ဒါကြီးကဗတ်ဒိတ်ကြီးနဲ့အဲ့လိုလူလဲကြပြီးတင်တာသူတို့တင်ထားတာကြာပြီပေါ့ဗျာသဘောကတော့အမှန်ကလယ်သမားတွေကပိုင်ဆိုင်ခွင့်ကိုတင်ထားတာကြာလာပြီအဲ့မြို့နယ်လဲစီတွေခရိုင်လဲစီတွေကစစ်တပ်ကလက်မခံနဲ့ဆိုပြီးတော့လာပြီးတော့ဝိတ်နဲ့ပြောထားလို့အဲ့မြို့နယ်လဲစီခရိုင်လဲစီကလည်းစစ်တပ်ကိုကြောက်ပြီးတော့ဒါတွေကိုလယ်သမားတွေလာတင်တဲ့ကိစ္စကိုဘာမှ response လုပ်မပေးတာဘာမှလည်းချမပေးတာမြေလွတ်မြေလက်ဖြစ်တဲ့အတွက်စစ်တပ်ကိုအသုံးချခွင့်ရဖို့သူတို့ပိုင်ဆိုင်ခွင့်ရဖို့ဆိုပြီးတော့ရှောက်တာကလည်းအဲ့တော့ခေါင်းစဉ်တင်ရတော့ဘာအတွက်ဘာလုပ်ဖို့လဲဆိုတဲ့အဲ့မှာဘယ်လိုတင်လဲဆိုတော့သူတို့ကဒီမြေလွတ်မြေရိုင်းကိုသူတို့ပိုင်ပါရစေဘာလို့မလို့လဲဆိုတဲ့အကြောင်းပြချက်နေရာမှာခေါက်ကွင်းလုပ်ဖို့တဲ့ခေါက်ကွင်းလုပ်ဖို့ဆိုပြီးတော့သူတို့ကတင်တယ်ပေါ့ဗျာခေါက်ကွင်းလုပ်ဖို့ဆိုပြီးတင်တဲ့အတိုင်းတာလည်းကြည့်ပါဦးဧက900တဲ့ခေါက်ကွင်းတစ်ကွင်းကဧက900မှမလို့တာအဲ့တော့အဲ့ကိစ္စအဲ့လိုတင်တဲ့အချိန်မှာဘိုးလဲမစီမံခန့်ခွဲရေးအဖွဲ့ကနေဒီကိစ္စကိုတိုင်းအစိုးရပဲခူးတိုင်းအစိုးရအဖွဲ့ကိုပြန်ချပေးပြီးတော့ပဲခူးတိုင်းအစိုးရအဖွဲ့မှာရှိတဲ့ပဲခူးတိုင်းလဲဆယ်ဝင်ကြီးကခွင့်ပြုပေးရတာပေါ့နော်နောက်ဆုံးမှာသူကစီစစ်ပြီးတော့မှခွင့်ပြုပေးရတာပေါ့နော်အဲ့ဒီတော့တက်မှ66တက်မှမူကတာဝန်ခံပြီးသူ့နာမည်နဲ့ရှောက်ရတာပေါ့နော်အဲ့တော့တက်မှ66တက်မှမူရဲ့လက်မှတ်နဲ့သူကတက်မှမှာအကြီးဆုံးတက်မှမူဆိုတော့သူကရှောက်ရတာပေါ့အဲ့မြေက900ရဖို့တာဝန်ခံပြီးရှောက်ရတာပေါ့ဒါပေမဲ့သူလျှောက်တဲ့ဟာကခုနအပေါ်ပြောခဲ့သလိုခေါက်ကွင်းတကွင်းဖောက်ဖို့အတွက်လျှောက်ထားခဲ့တာပေါ့။သူတို့လျှောက်ထားတဲ့မြေနေရာထဲမှာအဲ့ဒေသခံတွေရဲ့ဓမ္မဥချမြေနေရာတွေတချို့ပုံစံခွနဲ့ထွက်ပြီးသားမြေနေရာတွေလည်းပါတာကြောင့်ကျွန်တော်တို့သတင်းတောက်တွေကတော့အဲ့ဒေသခံတွေရဲ့မြေတွေကိုတက်မ66စစ်တပ်ကအတင်းအာရမသိမ်းယူပြီးလူတွေကိုနှင်ထုတ်နေကြောင်းဖြတ်တန်းသွားလာမိတဲ့သူတွေကိုဖမ်းဆီးရိုက်နှက်အပြစ်ပေးတာတွေလုပ်နေကြောင်းအဲ့ဒီမြေတွေကိုစစ်တပ်ကသိမ်းယူပြီးခေါက်ကွင်းတစ်ခုပြုတ်လို့ဖို့စီစဉ်နေကြောင်းဆိုပြီးတော့ပဲခေါင်းတင်နေကျွန်တော်တို့သတင်းရေးရတာတော့ပေါ့နော်ဒါပေမဲ့အဲ့ကလေးကဧက900ဆိုတာကိုတော့ဘဝင်မကြဘူးပေါ့နော်ဧက900ခေါက်ကွင်းတကွင်း area မကတာဘူးအဲ့တော့ကျွန်တော်တို့ကဒီခေါက်ကွင်းလှုပ်ဖို့အတွက်ကိုလယ်သမားတွေရဲ့ဒေသခံလယ်သမားတွေရဲ့မြေကိုအာရမသိမ်းယူဆိုတဲ့ခေါင်းစဉ်နဲ့သတင်းတွေရေးရတာတော့ပေါ့နော်အဲ့တကယ်အဲ့တက်မ66က2015ခုနှစ်ဦးသိန်းစိန်ဆိုလက်ထက်လောက်ကြတဲ့ကရွှေတောင်မြို့ကနေထွက်လာလို့ရှိရင်ရန်ကုန်ဘက်ကိုထွက်လာရင်ဘယ်ဘက်ချက်မှရှိတဲ့ဘိုးလယ်ကုန်းတက်ဆိုတာရှိတယ်အမှတ်909အမြောက်တက်ပေါ့နော်အဲ့နောက်ကျိုးဘက်အဲ့တဲကုန်းမြို့နယ်ရွှေတောင်မြို့နယ်နယ်ဆက်နှစ်ခုရဲ့အပိုင်ထဲမှာသူကကြိတ်ပြီးတော့အဲ့လေရင်ဝင်းကိုလှုပ်နေတာခုနကတော့မှပြောသလို
အင်းမနာကနေကားလမ်းကနေလည်းဝင်လို့ရတယ်အဓိကသူတို့ကတော့ဘိုးလေကုန်းအမှတ်9ကိုအမြောက်တက်နောက်ကျောကနေသူတို့အမြဲအဝင်ထွက်လုပ်တယ်အဲ့လမ်းကိုရွှေတောင်မြို့နယ်နဲ့တဲကုန်းမြို့နယ်နယ်စပ်တစ်ခုအပိုင်ထဲမှာအဲ့လေဝင်းတစ်ခုပြုတ်လို့ဖို့ဆိုပြီးလှုပ်လာခဲ့တာသူဗိုလ်သိန်းစိန်လက်ထက်မှာစလှုပ်တယ်သူတို့ကထင်ပါပေါ့ဗျာသူတို့ဒီစစ်တပိုင်းအစိုးရတွေပဲဆက်တက်မှာဆိုတော့အေးစစ်စစ်ပေါ့နော်အဲ့တော့ဒါကိုတော်တော်နဲ့မလျှောက်သေးတာပေါ့သူတို့ကတော့သူတို့ပိုင်တယ်ဆိုတက်ပိုင်တယ်လို့သိမ်းလိုက်တာတော့ခုနပြောသလိုဦးသိန်းစိန်အစိုးရလက်ထက်မှာတက်ပိုင်တယ်ဆိုတဲ့ဆိုင်းဘုတ်ကိုတက်ထားပြီးပြီဒါပေမဲ့တကယ်လျှောက်တာက NLD အစိုးရလက်ထက်ကြမှာ NLD လွှတ်တော်ကိုယ်စားလှယ်ကဝင်စစ်ဆေးတော့မယ်ဆိုမှလျှောက်တာအမှန်သူတို့အထက်ကလှုပ်ခိုင်းထားတာဦးသိန်းစိန်အစိုးရလက်ထက်ကလေးဒါကိုတရားဝင်အောင်လှုပ်ခိုင်းနေတာကြာပြီအဲ့တော့မှကောက်ပြီးတော့ဝုံတိုင်းကျဲပြီးတော့လှုပ်ရတာပေါ့နော်အဲ့တဲ့ကလူတိများလာတာပေါ့လူတိများလာတော့အဲ့နိုင်ငံရေးတက်ကြလှုပ်ရှားတွေပါတည်သွားတော့ဒီခရိုင်ထဲမှာနိုင်ငံရေးတက်ကြွတွေကအားကောင်းတော့အဲ့ကိစ္စအတွက်ကိုလယ်သမားတွေဘက်ကနေပဲခူးတိုင်းလွှတ်တော်တို့ဝင်းကြီးချုပ်တို့နိုင်ငံတော်သမ္မတတို့ကာဝယ်ဦးစီးချုပ်တို့နေရာစုံကိုသူတို့ကစာရေးပြီးတော့တိုင်တာတွေလောက်လာတယ်နောက်ပြီးတော့လမ်းပေါ်ထွက်ဆန္ဒပြတာတွေအထိလုပ်ခဲ့သေးတယ်ပေါ့နော်အဲ့တော့မှပို့ပြီးတော့အဲ့တဲ့လူတီများပြီးတော့ပို့ပြီးကြွလာတာပေါ့နော်ကြွလာပြီးတော့နောက်ဆုံးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ကလည်းဒါတွေကိုအချက်လက်တွေယူပြီးတော့ပြည်သူတွေကဒီကိစ္စအတွက်ကိုအရန်ပွက်လောရိုက်နေပြီဆိုတဲ့ပုံစံအရန်သိကျင်နေပြီဆိုပုံစံနဲ့လွှတ်တော်မှာ तू ကအဲ့တော့မှကျေပွင့်ပြမေးလို့ရတဲ့အဆင့် तू ကလည်းပြလာခဲ့တာပေါ့နော်အဲ့တော့လွှတ်တော်မှာစစ်တပ်နဲ့ထိတ်တိုက်ဖြစ်လာပြီဆိုလို့ရှိရင်သူတို့မှာနည်းနည်း struggle လုပ်ရတာတွေပါတယ်ပေါ့နော်ပါတဲ့အတွက်ကိုပထမဒီတိုင်းပဲစစ်ဆေးခွင့်တို့ဘာလို့အကြောင်းလောက်ပဲတင်ရတာခုနကတော့သတင်းစာတွေ channel တွေထဲမှာလည်းပါလာတယ်နိုင်ငံရေးတက်ကြွတွေကလည်းတိုင်တာတောတာတွေလှုပ်လာတယ်ဆန္ဒပြတာတွေလှုပ်လာတဲ့အတွက်ကိုလွှတ်တော်ကိုယ်စားလှယ်ကလည်းအဲ့မှာကျေပွင့်ပြမေးခွင့်ရသွားတာပေါ့နော်ကျေပွင့်ပြမေးခွင့်ရသွားတယ်ဆိုတော့ဒါအများကြီးအသက်ဝင်လာပြီလို့ပြောလို့ရတာပေါ့နော်အဲ့တော့သူ့ရဲ့တင်သွင်းမှုနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့သတင်းတောက်တွေကိုသူကပြန်ဖြည့်ပေးခဲ့တာပေါ့နော်ပြန်ဖြည့်ပေးခဲ့တဲ့ပုံစံသူဖြည့်ရတဲ့ဟာလေးကိုကျွန်တော်အခုပြောပြမယ်ပေါ့နော်အဲ့တက်မ66က2018ခုနှစ်လောက်ကလေးကဧက900ခေါက်ကွင်းဆောက်ဖို့ဆိုပြီးတော့သူတို့စူးစမ်းခဲ့တာပေါ့နော်2020နှစ်ကုန်ကန်ဒီမှာတော့အဲ့ပဲခူးတိုင်းလုံခြုံရေးနဲ့နေဆက်ရေးဝင်ကြီးကိုလည်းဥဆောင်ပြီးတော့စူးစမ်းလာတယ်ပေါ့နော်လွှတ်တော်ထဲမှာရှိတဲ့နယ်လုံဝင်ကြီးပါအဲ့ကိစ္စတွေကိုစူးစမ်းလာတယ်ပေါ့နော်အဓိကတော့ဒါကိုအပေါ်ကကာချုပ်ကနယ်လုံဝင်ကြီးကိုအမိန့်ပေးလိုက်ပြီပေါ့နော်နယ်လုံဝင်ကြီးကိုလည်းဒီကိစ္စကိုအားကျုံမှန်တဲ့လှုပ်လာတယ်ပေါ့နော်တကယ်ကဧက900ဆိုတာအရန်များတယ်အဲ့ဒီအချိန်မတိုင်ခင်တော့ဒေသခံတွေကလည်းအခုလိုမြေလွတ်မြေလက်လျှောက်ထားမှုတွေရှိခဲ့ပူတာအဲ့ဒီတော့မြေလွတ်မြေလက်မရှိဘူးဆိုပြီးတော့အဲ့သက်ဆိုင်ရာဌာနတွေကညင်းတယ်ပေါ့နော်တဘောအဲ့ကာလတွေတော့ဒီဒေသခံတွေကလည်းသူတို့ပိုင်ဆိုင်မှုအတွက်ကိုသူတို့ဓမ္မဥချလုပ်နေတဲ့မြေတွေဖြစ်တဲ့အတွက်ကိုအထောက်ထားတွေနဲ့မြေကုန်တွေလည်းစောင့်ထားတဲ့အထောက်ထားတွေရှိတဲ့အတွက်ကိုမြို့နယ်လဲစီခရိုင်လဲစီတွေမှာသူတို့ပိုင်ဆိုင်ခွင့်လျှောက်တယ်လျှောက်တာကိုသက်ဆိုင်ရာဌာနတွေကညင်းတယ်လုပ်မပေးဘူးပေါ့နော်အခုစစ်တပ်ကလျှောက်တာကြတော့အဲ့သက်ဆိုင်ရာဝန်ကြီးဌာနတွေဌာနပိုင်တွေကဝိုင်းပြီးတော့စီစဉ်ပေးတယ်လုပ်ပေးတာကိုတွေ့ရတယ်ပေါ့နော်ဒါကကျွန်တော်တို့ဒေသအတွက်အရန်ကိုနစ်နာမှုဖြစ်တယ်လို့15ချိန်မြောက်ပုံမှန်အစည်းအဝေးမှာကျဲပွင့်ပြမေးခွန်းအနေနဲ့မေးမြန်းခဲ့ပါကျွန်တော်မေးမြန်းခဲ့ပါတယ်ပေါ့နော်ဒါကိုယ်စားလှယ်ပြောပြတဲ့ဟာကိုကျွန်တော်ပြန်ပြောပြတာကျွန်တော်စတင်တော့ကအဲ့ဒီလျှောက်ထားတဲ့မြေ900ဧကကိုလုံးဝပယ်ဖြတ်ပေးဖို့ခက်မြင့်မြင့်ကျွန်တော်မေးတာလွတ်တော်မှာပေါ့ဒါပေမဲ့ကျွန်တော်လည်းသိပါတယ်မြေလွတ်လျှောက်ထားခွင့်ကရှိပါတယ်နိုင်ငံသားတိုင်းနိုင်ငံတော်ကအဖွဲ့အစည်းတိုင်းလျှောက်ထားခွင့်ရှိပါတယ်ဒါပေမဲ့လိုအပ်တဲ့ပမာဏကိုပဲလျှောက်ထားရမယ်လိုအပ်တဲ့ပမာဏကိုပဲချထားရမယ်ဆိုတာလည်းပါတယ်အဲ့ဒီအချက်ကိုကင်ပြီးတော့လွတ်တော်မှာဒုတိယအနေနဲ့ထပ်ဆင့်မေးခွန်းထပ်မေးခဲ့တယ်ပေါ့နော်အတိုင်းတိုင်းဆိုအနေနဲ့အတက်နိုင်ဆုံးစီစစ်ပြီးတော့လိုအပ်တဲ့ပမာဏကိုပဲချထားပေးပါလို့အဲ့ထပ်ဆင့်မေးခွန်းမှာမေးခဲ့တယ်ပေါ့နော်ဒါပြင်လိုအပ်ပါကလည်းဒေသခံတွေကအသုံးချနိုင်အောင်ဒေသခံတွေပါအဲ့ကွင်းတွေကိုပါဝင်လျှောက်ထားနိုင်ဖို့အတွက်ခွင့်ပြုပေးဖို့ကျွန်တော်ကထပ်ဆင့်မေးခွန်းအနေနဲ့မေးမြန်းခဲ့တယ်ပေါ့နော်နိုင်ငံတကာစံနှုန်းတွေကအဲ့ခေါက်ကွင်းတစ်ခုရဲ့အကျယ်ဝန်းကဧက140ကနေဧက150အတွင်းပဲရှိတယ်ပေါ့နော်အခုစစ်တပ်ကတောင်းထားတဲ့ဧက900ဆိုတာဘယ်လို့မှခေါက်ကွင်းတစ်ခုမဖြစ်နိုင်ဘူးပေါ့နော်ကျွန်တော်အဲ့ထက်စင်မေးခွန်းထဲမှာအဲ့လာဟုတ်ပါအလေးနဲ့ထားပြီးတော့တေချာဖော်ပြပေးခဲ့တာပေါ့နော်ဧက140ဆိုလို့ရှိရင်ခေါက်ကွင်းတစ်ခုရနေပြီပေါ့နော်အဲ့သူတို့လျှောက်တာဧက900ကြီးဖြစ်တယ်ဒါခေါက်ကွင်းဘယ်တော့မှမဖြစ်နိုင်ဘူးပေါ့နော်ဆိုပြီးတော့လွှတ်တော်ကိုယ်စားလှယ်ကပဲခူးတိုင်းလွှတ်တော်မှာမေးခဲ့တာပေါ့နော်အဲ့မေးခဲ့တာအဲ့ဒါအဲ့လွှတ်တော်ကိုယ်စားလှယ်ကအဲ့2020မတ်လ30ရက်နေ့မှာရက်အတိအကျကျွန်တော်ကိုအဲ့လိုမျိုးကျွန်တော်အပေါ်ကပြောတဲ့အတိုင်းကိုသူဖြည့်ပေးခဲ့တယ်အဲ့ဒီတင်းကိုကျွန်တော် DVB မှာပြခဲ့တယ်ပေါ့DVB မှာပြခဲ့တဲ့အချိန်မှာတော့ကျွန်တော်စပြီးတော့ဒါကိုလွှတ်တော်ကိုယ်စားလှယ်နောက်ဆုံးပြောတဲ့ကုတ်ပေါ့ဗျာဒါကဧက900ဆိုတာဘယ်လို့မှခေါက်ကွင်းမဖြစ်နိုင်ဘူးဆိုတဲ့ဟာပေါ့နော်အဓိကအလေးနဲ့ထားပြီးတော့အဲ့ဒီတင်းကိုကျွန်တော်ရုပ်တံထုတ်လွှင့်ခဲ့တယ်ပေါ့နော်တဘောကပြောရရင်တော့အဲ့အချိန်တုန်းက
ဒီဟာကိုခွင့်ပြုမပေးဖို့ပေါ့ဗျာတပ်မ66ရှောက်ထားတဲ့ဧက900ကိုခွင့်မပြုဖို့လွှတ်တော်ကိုယ်စားလှယ်ကအမျိုးမျိုးစူးစမ်းခဲ့တယ်။တော့ကျွန်တော်တို့သတင်းတောက်တွေကလည်းဒီကိစ္စအဓိကပိုင်ဆိုင်တဲ့နာကဒေသခံလယ်သမားတွေဖြစ်တယ်။မူလပိုင်ရှင်ဖြစ်တာကဒေသခံလယ်သမားတွေဖြစ်တယ်။သူတို့တွေကဘိုးဘွားအစဉ်ဆက်ကလေးကဓမ္မဥချလောက်လာတဲ့မြေတွေဖြစ်တယ်။စစ်တပ်ကနောက်မှရောက်လာပြီးတော့သူတို့ပိုင်ပါတယ်ဆိုပြီးတော့လယ်သမားတွေကိုမောင်းထုတ်တာဖြစ်တယ်။နောက်မှ NLD ဆိုကလက်ထက်မှာသူတို့လည်းအဲ့ကြမှာရှောက်တာဖြစ်တယ်။မူလပိုင်ရှင်တွေဖြစ်တဲ့လယ်သမားတွေသာဒီမြေကပိုင်ဆိုင်ခွင့်ရှိတဲ့နေဆိုတဲ့ဟာပေါ်မှာကျွန်တော်တို့ကအင်တာဗျူးတွေပေးပြီးတော့အဲ့သတင်းတွေကိုထုတ်ခဲ့တယ်ပေါ့နော်။ဒါပေမဲ့ဗျာအဲ့ကာလတော့ကျွန်တော်တို့သတင်းတောက်တွေနိုင်ငံရေးတက်ကြွတဲ့လွှတ်တော်ကိုယ်စားလှယ်တွေကကြိုးစားခဲ့ပေမဲ့အဲ့မြို့နယ်စည်ရင်ဦးစီးဌာနကအဲ့ကိစ္စကိုကွင်းဆင်းကြည့်ရတယ်။ကွင်းဆင်းကြည့်ပြီးတော့မြည်စွမှုမရှိဘူးဆိုပြီးတော့ခရိုင်တိုင်းဗဟိုတွေကိုဆက်တင်တယ်။တင်တော့အဲ့ခရိုင်တိုင်းဗဟိုတွေကလည်းဒါအားလုံးအဆင်ပြေချောင်းမှတ်ချက်တွေပြီးတယ်။ပြီးပြီးတော့ပဲခူးတိုင်းအစိုးရအဖွဲ့ကိုပြန်တင်တယ်။အဲ့မှတ်ချက်တွေတိုင်းအားလုံး okay ဆိုပြီးတော့တင်တဲ့အတွက်ကိုပဲခူးတိုင်းအစိုးရအဖွဲ့လဲဆယ်ဝင်းကြီးအောင်စောနိုင်ကဒီဟာကိုသူ့လက်မှတ်နဲ့ခွင့်ပြုပေးလိုက်တယ်ပေါ့ဗျာ။ခွင့်ပြုပေးလိုက်တဲ့အတွက်ကိုအဲ့ဟာခေါက်ကွင်းပြုလုပ်ခွင့်ရသွားတယ်ပေါ့နော်။ပဲခူးတိုင်းလဲဆယ်ဝင်းကြီးအောင်စောနိုင်ပေးလိုက်တာကလက်မှတ်နဲ့ပေးလိုက်တာခေါက်ကွင်းပြုလုပ်ဖို့နော်။နောက်တော့အဲ့ခေါက်ကွင်းကနေလေရင်ကွင်းဖြစ်သွားတယ်ပေါ့နော်။အဲ့ဒီကာလကလေးကကျွန်တော်တို့ကလေရင်ကွင်းလို့သဘောပေါက်ထားတယ်။ဘာလို့ကျွန်တော်တို့အဲ့ကိုခိုးဝင်တယ်ပေါ့ဗျာ။အဲ့နေရာကိုသိချင်လို့ခိုးဝင်တော့အဲ့နေရာကိုဝင်လို့ရတာကနံပါတ်1ကအမှတ်9ကိုဘိုးလက်ကုန်းတက်ပေါ့အမြောက်တက်ကနေဝင်လို့ရတယ်ပေါ့နော်ရွှေတောင်ထွက်နောက်တစ်ခုကအင်းမအိုမရောက်ခင်ရွာတရွာရှိတယ်ရန်ကုန်ပြည်ကားလမ်းရဲ့အရှိဘက်ကိုတော်ရဲကိုတက်ပြီးတော့မြိန်ဒီတောင်တွေကိုကျော်လိုက်ရင်အဲ့လေဝင်ကိုရောက်တယ်နောက်ထပ်အနီးဆုံးသွားမယ်ဆိုလို့ရှိရင်အင်းမမြို့ရဲစခန်းဘေးကနေတဲကုန်းစင်ပြီးဆွဲဘက်ကိုသွားတယ်လမ်းလေးရှိတယ်အဲ့လမ်းလေးတိုင်းဝင်သွားလို့ရှိရင်ပထမဆုံးတွေ့တဲ့ရွာအဲ့ရွာကနေဘယ်ဘက်ချမ်းဝင်လိုက်လို့ရှိရင်အဲ့လေရင်ငွေကိုရောက်ပါတယ်ခင်ဗျာကျွန်တော်တို့အဲ့လေရင်ငွေကိုရောက်တယ်ရောက်အဲ့လေရင်ငွေကိုကျွန်တော်တို့ရိုက်တယ်အဲ့ကာလတွေတုန်းကမြေရှင်းနေစေကာလပဲရှိတာပေါ့နော်ဒါပေမဲ့ပြေးလန်းပုံစံမျိုးတွေတော့ပေါ်နေပြီပေါ့ကျွန်တော်တို့ကလူခိုးဝင်ရတဲ့အတွက်ကိုအဲ့ပြေးလန်းတွေကိုတော့မရိုက်ရဲဘူးပေါ့နော်ဒီတိုင်းပဲလူမိသွားရင်တော့စစ်တပ်ကအဲ့ကာလတွေတုန်းကမိရင်ဘလို့မှအဆင်မပြေနိုင်ဘူးဆိုတော့ကျွန်တော်တို့လည်းသိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ခိုးဝင်တဲ့အတွက်ကိုကျွန်တော်တို့ခိုးပြီးခေါ်သွားတဲ့ဒေသခံကလည်းမရိုက်ဘူးပေါ့သူတို့လည်းအရန်ကြောက်တယ်ပေါ့နော်ကျွန်တော်တို့ရောက်ခဲ့တယ်အဝေးကနေတော့ကျွန်တော်တို့ရိုက်ကူးခဲ့တယ်အဲ့ကလေးကပြေးလန်းနေစဖောက်နေပြီအရှိကြီးတွေပေါ့နော်သူဖွဲ့စည်းပုံပုံစံကရန်ကုန်ပြေးလန်းနဲ့အပြိုင်ပုံစံမျိုးပြေးလန်းနေရအဲ့လိုမျိုးလုပ်ထားတာအဲ့နေရာတွေအဓိကတော့အဲ့ပတ်လဲမှာတော့မြေဒီတောင်တွေပေါ့ဗျာသူတို့တင်လိုက်တဲ့နေရာတွေကအဓိကတောင်ရလှုပ်လို့လဲလှုပ်လို့အကောင်းဆုံးမြေနေရာတွေပေါ့ဗျာဘေးတွေကြတော့တောင်တွေကမြေနီတောင်တွေတကယ်ကောင်းတဲ့မြေနေရာတွေကိုသူတို့သိမ့်လိုက်တာခောက်ကွင်းလုပ်ဖို့ဆိုပြီးတော့ဧက900ရှောက်တယ်နောက်တော့ဧက900ခောက်ကွင်းလုပ်ခွင့်ရတယ်ရသွားတဲ့ဟာပေါ်မှာသူတို့ကခောက်ကွင်းဖို့ကနေလေရင်ကွင်းလုပ်ပလိုက်တယ်ပေါ့ဗျာသဘောကတော့ပြောမယ်ဆိုရင်တော့အခုမှအပြစ်ဖို့တာတော့မဟုတ်ဘူးပေါ့ဗျာအဲ့တော့ရှိတယ်မြို့နယ်စရင်ဦးစီးကစပြီးကွင်းစင်းတယ်သူကစပြီး remit ပေးတာညီစွန်းမှုမရှိဘူး okay ဆိုပြီးတော့သူကခရိုင်စရင်ဦးစီးကိုတင်တယ်ပြီးတော့ပဲခူးတိုင်းစရင်ဦးစီးဌာနကိုတင်တယ်အားလုံးက okay ဆိုတော့ပါပဲခူးတိုင်းအစိုးရအဖွဲ့ကိုပြန်ချပေးတယ်ပဲခူးတိုင်းအစိုးရအဖွဲ့ကလည်းအပေါ်က remit တွေအရာအားလုံး okay ဆိုတော့သူကခွင့်ပြုပေးလိုက်တယ်ထင်ပါတယ်အဲ့တော့အဲ့ခေါက်ကွင်းကြီးရသွားတယ်ပေါ့နော်လုတ်ခွင့်ရသွားတယ်ပြီးတော့ခေါက်ကွင်းကနေအခုလေရင်ကွင်းဖြစ်ပြီးတော့ကျွန်တော်တို့ပြည်သူတွေကိုတတ်တဲ့လေရင်တွေအတက်ဆင်းလုပ်နေတဲ့နေရာဖြစ်သွားတယ်ပေါ့ဗျာနောက်တော့လည်းကျွန်တော်အဲ့တဲ့ကို follow up တွေတော့ထပ်ရေးပြစ်သေးတယ်ပေါ့နော်အဲ့နေရာကိုလည်းခဏရောက်တယ်ဒါပေမဲ့သိဝင်လို့တော့မရဘူးပေါ့ဗျာခုနပြောသလိုလေရင်ကွင်းကတဖြည်းဖြည်းနဲ့ပြီးပြင်းလာတဲ့အတွက်ကိုအနားကိုကတ်လို့မရတော့ဘူးပေါ့နော်ဒါပေမဲ့အဲ့ကလေးကကျွန်တော်ကစိတ်ထဲမှာတော့တိတ်ပြီးတော့မကြည့်တတ်ဘူးပေါ့ဗျာလက်ရှိအစိုးရအဖွဲ့မသိအောင်ဘာလို့စစ်တပ်ကလေရင်ကွင်းတစ်ခုခိုးပြီးတော့လုပ်နေတယ်လည်းမသိဘူးပေါ့နော်ဒါကောင်းတဲ့အလားအလာတစ်ခုတော့မဟုတ်ဘူးလို့ကျွန်တော်အဲ့ကလေးကတော့စဉ်းစားမိတယ်ပေါ့နော်ဒါပေမဲ့ဒီချက်ပို့ပြီးတော့မတွေးတတ်ဘူးပေါ့နော်နောက်တော့အဲ့ပြေးလန်းတွေကိုသူတို့ချောတဲ့အဆင့်ဘာညာလုပ်တဲ့အချိန်ကျတော့ကျွန်တော်တို့ဒေသခံလယ်သမားတွေကတော့ခိုးဝက်ကြည့်ပြီးကျွန်တော်တို့လန့်လာပြောတယ်ဒါပေမဲ့ကျွန်တော်တို့လည်းအဲ့ဘက်ကိုမရောက်တော့ဘူးနောက်အာနာသိမ့်သွားတယ်ပေါ့နော်အာနာသိမ့်သွားတော့ကျွန်တော်လည်းထောင်ကျ
ထောင်ကျပြီးတော့လွတ်မြောက်ရအောင်ထွက်ပြေးပြီးအဲ့သတင်းတွေဆက်လုပ်နေမှာပဲရခိုင်ဘက်ကိုဘုံကျဲတဲ့လေရင်တွေကဒီပြေပတ်ဝန်းကျင်ကနေပဲတက်တာဆိုတော့ပထမလေရင်ခွင်းအဟောင်းကနေမြတက်သလားဆိုပြီးတော့လေရင်ခွင်းအဟောင်းသားမှာကျွန်တော်အတီတွေမိတ်ဆွေတွေရှိတော့လှမ်းပြီးကြည့်တော့လေရင်ခွင်းအဟောင်းမှာအတက်စင်းမရှိဘူးတဲ့အဲ့လေရင်ခွင်းအဟောင်းမှာမရှိဘူးဆိုတာနဲ့အော်ရင်ခံလိုက်တာဗျာငါတို့မှတိရသားနဲ့မှီလိုက်ရသားနဲ့မတားဆီးနိုင်ခဲ့တဲ့အတွက်ဒီလူသက်လေရင်ခွင်းကြီးအထမြောက်သွားပြီဆိုပြီးတော့ယူကျုံးမရဖြစ်နေရတာပေါ့နော်အဲ့လေရင်ပြေးလန်းတိဆောက်စင်တုံးကတော့အလျားပေ8000ကျော်အနံကတော့မမှတ်မိတော့ဘူးပေါ့နော်အဲ့ကွင်းတစ်ခုလုံးကအဲ့ကွန်ကရစ်တွေနဲ့ပထမခင်းတယ်နောက်အဲ့ပြေးလန်းကပြေရန်ကုန်လမ်းနဲ့အပြိုင်ပုံစံမျိုးပေါ့နော်တိုက်လေရင်တွေဆင်းသက်နိုင်တယ်လို့ပြောတယ်အနည်းဆုံးတိုက်လေရင်2ဆင်းနဲ့3ဆင်းထိဆင်းနိုင်တယ်လို့အဲ့စစ်မြေပြင်အင်ဂျင်နီယာတက်ရင်အငိမ့်စားအရာခံဘူတယောက်ကပြောဘူးတာကြားဘူးတယ်ပေါ့နော်အဲ့လေရင်ကနဲ့ပတ်သက်ပြီးတော့ဒီဘက်ခေတ်ကြတော့လူသိလာတယ်ပေါ့နော်အဲ့ဒါတော့မြန်မာ witness အဖွဲ့ကနေဒီလေရင်ခွင်းကိုကောင်းငင် satellite မြေပုံတွေကနေသူကထပ်ပြီးတော့ဖော်နိုင်တယ်ဖော်နိုင်တော့ဒီဘက်အာနာသိမ့်ပြီးတော့မှ witness မြန်မာအဖွဲ့ကဖော်လိုက်တာကတော့ဤလေရင်ပြေးလန်းဒီပဲခူးတိုင်းဒေသကြီးအတွင်းတွင်စစ်တပ်နယ်မြေအတွင်းတွင်တွေ့ရသည့်ဒုတိယမြောက်လေရင်ပြေးလန်းလည်းဖြစ်သလိုပဲခူးတိုင်းဒေသကြီးသည်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မကွေးတိုင်းဒေသကြီးစသဖြင့်စစ်ကောင်စီနဲ့ပရိပခဖြစ်ပွားရာအဓိကနေရာများနဲ့နီးကပ်ကအချက်ချာကြသည့်နေရာတစ်ခုဖြစ်သည်ဆိုပြီးမြန်မာ witness ကထုတ်ဖော်ပြသထားတာကိုတွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့ကြိုတင်ပြီးတော့တည်ခဲ့ရပေမဲ့ကျွန်တော်တို့ ਨੇ ပြည်သူတင်မြှောက်ထားတဲ့ NLD အစိုးရတိုင်းဒေသကြီးအစိုးရအဖွဲ့ကတည်တည်ချာချာတားဖို့အတွက်ကိုကြိုးစားကြခဲ့ပေမဲ့နောက်ဆုံးဒီလေရင်ခွဲကအထမြောက်သွားတယ်ပေါ့နော်ပြည်သူတွေကိုတတ်ဖို့ဆိုပြီးတော့ရည်ရွယ်ပြီးစစ်တပ်ကစောက်တဲ့လေရင်ခွင်းကပြီးသွားတယ်ပေါ့နော်ပြီးသွားတဲ့အတွက်ကိုအခုကျွန်တော်တို့လည်းရင်ခမ်းနေရတယ်ပေါ့နော်ဘာမှလည်းမလုပ်နိုင်တော့ပါလားငါတို့ကြိုသိရသားနဲ့ဘာမှမလုပ်နိုင်ခဲ့ပါလားဆိုပြီးတော့ပြန်ပြီးတော့အမှတ်ရတယ်ပေါ့ဗျာအဲ့တော့ကျွန်တော်ပေါ့ကတ်ကိုအဆုံးထိနားထောင်ပေးတဲ့တယောက်ချင်းစီအတွက်ကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ပေါ့ကတ်ကို like လေးတွေ share လေးတွေ subscribe လေးတွေလုပ်ပေးဖို့မေတ္တာရက်ခံပါတယ်နောက်လာမယ့် pocket ဒီမှာလဲအခုလိုမျိုးကျွန်တော်သတင်းတော့ဘဝမှာဖြတ်သန်းခဲ့တဲ့ဘဝအတွေ့အကြုံတွေနဲ့ပတ်သက်ပြီးတော့အကြောင်းအရာတွေကိုပြောပြသွားဖို့ရည်ရွယ်ထားတဲ့အတွက်နောက် pocket တွေကိုလည်းအားပေးဖို့မေတ္တာရက်ခံပါတယ်လို့ပြောကြားရင်းနဲ့ကျွန်တော်မင်းညိုပါခင်ဗျာ